ဒီနေ့မှာတော့ဒီချေဖြူကမြန်မာဘာသာစကားကိုစတင်သင်ယူနေကြတဲ့ကလေးငယ်တွေကျောင်းသားကျောင်းသူတွေမှားတက်တဲ့ဘီးတန်လေးတွေအကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။ဘီးတန်လေးတွေမှာတန်ညင်းတန်တင်တန်ပြင်းရော့ဆိုတဲ့အတန်အရေးအသွေးတွေရှိပါတယ်။မြန်မာဘာသာစကားရဲ့ဘီးတန်လေးတွေကအတန်အရေးအသွေးပေါ်လိုက်ပြီးကွာခြားမှုတွေရှိတာကြောင့်ဘာသာစကားသင်ကြားမှုမှာဘီးတန်လေးတွေကိုကွဲပြားအောင်သင်ပေးဖို့အင်မတန်အရေးကြီးပါတယ်။မြန်မာဘာသာစကားကိုစတင်သင်ယူနေကြတဲ့ကလေးငယ်လေးတွေကကတန်နဲ့ခတန်ပတန်နဲ့ဖတန်ကိုတိတိကျကျမကွဲကြသေးပဲအတန်တူတူထွက်တက်ကြတာမျိုးတွေရှိပါတယ်။တရကအားဖြင့်ကားကိုခပဲကိုဖဲပန်ကိုဖန်ဆိုပြီးထွက်တက်တာမျိုးတွေရှိပါတယ်။မြန်မာဘာသာစကားမှာကတန်နဲ့ခတန်ပတန်နဲ့ဖတန်ကအတန်ဖြစ်တဲ့နေရာထန်နဲ့အတန်ဖြစ်ပုံဟန်တွေတူညီကြပြီးအတန်အည်သွေးပဲကွာခြားသွားတာပါကတန်နဲ့ခတန်တွေကအာကောင်ပြော့နေရာမှာဖြစ်ပေါ်ပြီးလေကပါးစပ်ထဲကနေယုံပွင့်ထွက်လာပြီးတော့ဘီးတန်တွေဖြစ်ပေါ်လာပါတယ်အတန်အည်သွေးမှာကတန်ကအတန်ကိုညင်ညင်တတရွတ်ဆိုရတဲ့တန်ညင်းပြီးဖြစ်ပြီးခတန်ကတော့အတန်ကိုအနှင်းငယ်တင်းပြီးရွတ်ဆိုရတဲ့တန်တင်းပြီးဖြစ်ပါတယ်ပတန်နဲ့ဖတန်နဲ့ကနှက်ခမ်းနေရာမှာဖြစ်ပေါ်ပြီးလေကပါးစပ်ထဲကနေယုံပွင့်ထွက်လာကဘီးတန်တွေကိုဖြစ်ပေါ်စေပါတယ်အတန်ရည်သွေးမှာပတန်ကအတန်ကိုညင်ညင်တတရွတ်ဆိုရတဲ့တန်ညင်းပြီးဖြစ်ပြီးဖတန်ကတော့အတန်ကိုအနှင်းငယ်တင်းပြီးရွတ်ဆိုရတဲ့တန်တင်းပြီးဖြစ်ပါတယ်မြန်မာဘာသာစကားကိုစတင်သင်ယူနေကြတဲ့ကလေးငယ်လေးတွေကကတန်နဲ့ခတန်ပတန်နဲ့ဖတန်ကိုမကွဲတာအတန်တူတူထွက်တက်တာကဒီဘီးတန်လေးတွေရဲ့အတန်အရေးအသွေးကွဲပြားမှုကိုတိတိကျကျမခွဲခြားတတ်သေးလို့ပဲဖြစ်ပါတယ်ဒီနေရာမှာမြန်မာဘာသာစကားရဲ့သဘောတဘာဝအရာဘီးတန်အရေးသွေးကွာခြားမှုရှိတာနဲ့အဓိပ္ပာယ်ပါကွာခြားမှုရှိတာကြောင့်ဘာသာစကားကိုစတင်သင်ယူနေတဲ့အချိန်မှာဘီးတန်အရေးသွေးလေးတွေကွာခြားမှုရှိတာကိုသိအောင်စနစ်တကျသင်ကြားပေးကြရမှာဖြစ်ပါတယ်သင်ကြားပေးတဲ့အခါကလေးငယ်လေးတွေကိုကကော်စောခခိုးပပန်းဖဖစတဲ့ဘီးတန်ပါတဲ့စကားလုံးလေးတွေကိုရွတ်ဆိုခိုင်းတာကခပဖကူခုပူဖူစတဲ့တတန်ကွဲတန်တွဲတွေနဲ့လေ့ကျင့်ပေးတာခတန်နဲ့စတာဘာရှိလဲပေးနဲ့ဖေးမှာပတန်နဲ့စတာဘယ်ဟာလဲစတဲ့အစဘီးတန်ခွဲခြားတာတွေနဲ့လေ့ကျင့်ပေးနိုင်ပါတယ်ဒီဘီးတန်လေးတွေကွဲပြားသွားအောင်တတန်ချင်းစနစ်တကျသင်ကြားပေးမှသာမြန်မာစကားတန်တွေကိုပိပိတတပြောဆိုနားလည်တက်လာမှာပဲဖြစ်ပါတယ်။ဖေမေမေတို့ရဲ့တသားမီမီလေးတွေမြန်မာဘာသာစကားကိုငယ်စဉ်ကတည်းကစနစ်တကျသင်ယူတက်မြောက်စေချင်နေဆိုရင်တော့ဂုံမြန်မာစာသင်ခန်းကျောင်းရှိနေပါပြီ။ဂုံပျော်ရွှင်လွယ်ကူစွာမြန်မာစာသင်ယူပါ